အားလုံးပဲမင်္ဂလာပါဗျကိုရသာစင်ကဆယ်လာကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်4000စားတွေ400စားတွေ25စားတွေကန်ရတာယူသွားပြီဆိုတော့ကျွန်တော်ရှင်းမိတ်ဆွေများအတွက်ဒီနေ့မှာ MPD ကိုမှ8စားအပူ3ထပ်လာလေးတွေကိုကျွန်တော်နေရောင်းချပေးပါမယ်နံပါတ်လေးတွေက8899ခုံ3ညနေလေး8899ခုံ3ညနေ1 8899ခုံ3ညနေ6 8899ခုံ3ညနေ8ဆိုနံပါတ်လေးတွေနောက်ထပ်နံပါတ်လေးတွေကတော့8899ခုံ3ည56နောက်ထပ်နံပါတ်၄က8899ခုံ305ခုနောက်ထပ်နံပါတ်၄က8899ခုံ358ဒါလေးကတော့အတွဲလေးပုံစံမျိုးကန်လို့ရမယ်နောက်ထပ်နံပါတ်၄က8899ခုံ361နောက်ထပ်နံပါတ်၄က8899ခုံ309ဆိုတဲ့နံပါတ်လေးဖြစ်မယ်ကဲနောက်ထပ်နံပါတ်၄ကတော့8899ခုံ3 8ခုဆိုတဲ့နံပါတ်လေးဖြစ်ပါတယ်